ညနေတကွက်ကောင်းပြေးကြည့်ရအောင်ညနေတကွက်ကောင်းပြေးကြည့်ရအောင်နော်စိုက်ကြတော့ဒီကောင်းမယ်တကွက်ကောင်းက3ညနော်3ညရှိမယ်80ရှိမယ်အကုန်ထုံးပြောတဲ့ခွန်ကိုရှိမယ်နော်အားကောင်းတယ်သူ့ဟာတွေကြောက်ဖို့လည်းကောင်းတယ်သူ့မူတယ်ဒါပေမဲ့တပင်းနဲ့တပင်းပြီးမသွားဘူးနော်ဒီမှာဆို3ညပါပါ5မလာဘူး9ခွန်6မစင်းဘူးဟော9ပါပါ4မစင်းဘူး3ညမစင်းဘူးဟဟလားဒီမှာကျစင်းသွားတယ်2ပါပါခွန်နဲ့ရှောင်းနဲ့2နဲ့ပေါင်8တဲ့8ပါပါ3 3အရှိန်နဲ့2ခွန်အရှိန်မှာ88ဆိုရိုက်သွားဒါမှအဲ့လိုကြောက်လဲပြောလို့မရဟုတ်လားဒီမှာ6ဆို6ပါဝါ1ခုနှစ်တင်းနဲ့ပေါင်8 3အချိန်နဲ့1 6အချိန်ရိုက်မလားဒါတွေကတော့ပြန်အားဖြင့်အတွေးပေါ့နော်အခုကျွန်တော်တကွဲကောင်းစိုက်လေးတွေစိုက်ကြလေးနဲ့တွားကြည့်ရနော်သူဖတ်ပေးမလားပေါ့ပြီးရင်ရမယ်ဗျာဒီ9တဲ့ဒီ9နဲ့ဒီ3ညနဲ့ဒီ9နဲ့ဒီ3ပေါင်းဟာ8နော်ဒီ9ဒီ3ညဒီ9ဒီ3လုံးပေါင်းဟာ8ကားတဲ့ဒီ3လုံးပေါင်း8ပါဝါ3ဖြစ်ရမယ်တဲ့နော်8ရဲ့ပါဝါနော်ဒါချီ8ဒီ3လုံးပေါင်းချင်း8ကိုပါဝါယူလိုက်တာ8ရဲ့ပါဝါဒီ3လုံးပေါင်းချင်း3နော်ကြာပါတယ်နော်23ဆိုရင်5 break ဆင်းသွားတယ်ဆိုတော့ဒီတပင်ပေးမလားဒီ3လုံးပေါင်းချင်း4ရဲ့2ရဲ့6ရဲ့4 2 6 3လုံးပေါင်းချင်းဟာ2တဲ့2ရဲ့ပါဝါဒီ3လုံးပေါင်းချင်းခွန်ရမယ်တဲ့နော်ခွန်ဖြစ်ဖို့ဆိုရင်ဒီမှာခွန်ရှိနေပြီ3ညနော်ညနေအပူပေါ့အပူဆိုတာကမှသူ့စိုက်ကြတိုင်းဆိုရင်3ညတပူးတည်းဝင်လို့ရမယ်ကျန်တဲ့အပူဝင်လို့မရဘူးနော်ဒါကတော့မပြောတတ်ဘူးသူတို့ဝင်ကျင်တာလဲဝင်ပေါ့နော်ရှင်းလားမသိဘူးနော်ဒီ3လုံးပေါင်းချင်း8က8ရဲ့ပါဝါဒီ3လုံးပေါင်းချင်း3နဲ့နော်ဒီ4 2 6ဒီ3လုံးပေါင်းချင်း2ရဲ့ပါဝါဒီ3လုံးပေါင်းချင်းခွန်မယ်နော်2ရဲ့ပါဝါဒီ3လုံးပေါင်းချင်းခွန်မယ်ဆိုတော့ဒီမှာခွန်တစ်လုံးရှိနေ3ညပဲထည့်ရတော့နော်